ပင်လေလိုင်းတွေကြောင်းမှာကုခတ်နေတဲ့ဒီမြင်းရိုင်းတွေကိုကြည့်လိုက်ပါသူတို့ကတာမယ်မြင်းတွေမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတင်းဘောပြကြကနေဒီကျွန်းပေါ်မှာတောင်တင်ကြံရစ်ခဲ့တဲ့မျိုးဆက်တွေပါဒီကနေ့မှာတော့သူတို့ကဒီကျွန်းရဲ့အရှင်သခင်တွေဖြစ်လာခဲ့ပါပြီဒါပေမဲ့ဒီအရှင်သခင်နေရာကိုထိမ့်သိမ့်ဖို့ဆိုတာထင်တယ်လို့မလွယ်ကူလာပါဘူးဒီကျွန်းရဲ့အစင်းရောင်မဲကျူးမြင်းကျဲကြီးတွေကြားမှာအဖိုးတန်ဆုံးအရာကတော့တောက်သုံးရည်ကြီးရရှိတဲ့နေရာလေးပါဒီနေရာကိုထိမ့်ချုပ်လိုက်တဲ့မြင်းကအင်အားအကြီးဆုံးခေါင်းဆောင်အထိအတိအမှတ်ပြုခံရပါတယ်အခုမြင်းတွေ့နေရတဲ့မြင်းအိုးကြီးကဒီနေရာကိုလွန်ခဲ့တဲ့10နှစ်ကျော်ကတည်းကပိုင်ဆိုင်လာခဲ့တာပါသူ့ရဲ့ခန္ဓာကိုယ်ပေါ်ကအမားရွယ်တွေကသူ့ဖြတ်ထန်းခဲ့ရတဲ့တိုက်ပွဲပေါင်းများစွာရဲ့တက်တည်တွေပါဒါပေမဲ့အခုတော့အခြေအနေတွေပြောင်းလဲလာပါပြီခန္ဓာကိုယ်တောင့်တင်းပြီးတွေးကြွနေတဲ့မြင်းပြိုတစ်ကောင်ကဒီနယ်မြေကိုလာရောက်ဆင့်ခေါ်နေပါတယ်မြင်းလေးရဲ့တဘာဝရမျိုးပွားခြင်းရောက်လာတဲ့အခါမှာအခုလိုနယ်မြေလူပွဲတွေကပို့ပြီးပြင်းထန်လာလိမ့်ရှိပါတယ်သူတို့နှစ်ကောင်ကတစ်ကောင်နဲ့တစ်ကောင်အင်အားချင်းစမ်းတက်နေကြပါတယ်မြေကြီးကိုခြေထောက်နဲ့ကုတ်ချေးပြတာအော်ဟေတရီပေးတာတွေလားစစ်မကြေညာခင်အဆင့်နေပါနောက်ဆုံးမှာတော့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုစတင်ပါတော့တယ်မြင်းပြိုကသူ့ရဲ့ငယ်ရွယ်တဲ့အင်အားကိုတုံပြီးတိုက်ခိုက်သလိုမြင်းအိုကြီးကလည်းသူ့ရဲ့နှစ်ရှည်လျက်အတွေ့အကြုံကိုတုံပြီးပြန်လည်ခုခံနေပါတယ်တိုက်ပွဲကတော်တော်လေးကြမ်းတမ်းပေမဲ့နောက်ဆုံးမှာတော့အတွေ့အကြုံရင့်ကျတဲ့မြင်းအိုကြီးကပဲအနိုင်ရရှိသွားခဲ့ပါတယ်သူဟာမြင်းပြိုကိုသူ့နယ်မြေထဲကမြင်အောင်မြင်စွာမောင်းထုံနိုင်ခဲ့ပြီဖြစ်တယ်လို့သူ့ရဲ့မိသားစုနဲ့နယ်မြေကိုလည်းဆက်လက်ကာကွယ်နိုင်ခဲ့ပြီဖြစ်ပါတယ်ဒီဖြစ်ရလေးကိုကြည့်ချင်းအပြင်တောတိုင်းလောကထဲမှာတင်မဟုတ်ပဲလူလောကမှာလည်းအင်အားဆိုတာထက်တည်ငြိမ်မှုနဲ့အတွေ့အကြုံကပိုပြီးအရေးကြီးတယ်ဆိုတာကိုတွေ့မြင်နိုင်ပါတယ်တခါတလေမှာလောဘထက်စိတ်ရှည်အတိခံမှုကပဲကျွန်တော်တို့ကိုပိုမိုခိုင်မာတဲ့အောင်မြင်မှုတွေစီခေါ်ဆောင်သွားနိုင်တာပါဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တောတိုင်းသတိစံတွေရဲ့အကြောင်းအရာတွေကိုအမြဲမပြတ်ကြည့်ရှုခြင်းရင်တော့ like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူစော့ချင်းပါခင်ဗျာ